အလျဲခြေတွေခောက်နေဖြည်းဖြည်းဘာဖြစ်သွားသည်လဲမင်းသမီးလေးအိမ်ပြန်လာတာကိုကြိုဆိုပါတယ်ပထမဆုံးအချိန်ချစ်သူရဲ့အိမ်ကိုသွားခဲ့တာကိုမှတ်မိသေးတယ်မထင်မှတ်ပဲဒီလိုစီးရဲတဲ့နေရာကိုရောက်သွားခဲ့တာဒီကလေးမလီမှန်ကတကယ်ကိုချောတာပဲစင်းရဲပြီးဝေးလံခေါင်ပြတဲ့ကြေးလိုက်အတော်ပြန်နားလိုက်ပါဦးညမြန်ကက်တက်ငါတို့ရွာကတကယ်ကိုခြောင်ကြတယ်ပုံမှန်ဆိုကားတာမောင်းဝင်လို့မရဘူးတက်လိုက်ပါငါတွဲပေးမယ်အလျဲ track ပေါ်တက်စင်ဘာဖြစ်သွားသည်လဲဘာမှမဖြစ်ပါဘူးရပါတယ်မျိုးပေါ်ကမန်လေးကတကယ်ကိုလာပဲမင်းလာမေးဆိုတာသိလို့အိမ်ကမေမေချက်ကြီးကိုတောင်တတ်ထားတယ်မင်းတော့ဖို့ဟင်းရချက်ပြီးမလို့စောင့်နေတာငါအိမ်ရဲ့အချင်းတွေကတကယ်ကိုမကောင်းပါဘူးဒါပေမဲ့မင်းရဲ့အကောင်းဆုံးတွေပဲပေးမှာပါဒါပေမဲ့အဲ့ဒီအချင်းတုန်းကတော့နင်းကြတဲ့နေရာကိုညားရမှာကိုဂရုမစိုက်ခဲ့ဘူးပိုက်ဆိုင်ရှိရင်အရာအလုံးပိုက်ဆိုင်နိုင်မယ်လို့ထင်ခဲ့တာတွားကြမယ်ဟိအိုးကြည်စမ်းလာပြီဒါရှောင်းလို့လားကောင်မလေးကတကယ်ကိုစိုးပြေးလာပါနေတာပဲကားစီးရတာပင်ပန်းနေပြီလားဘူရယုံကအိမ်နဲ့9 ကီလိုမီတာလောက်ဝေးသေးတယ်ငါကားကဟိုဘက်မှာရပ်ထားတယ်အရင်သွားကြဆိုဟုတ်ကဲ့ကောင်းပါပြီကဲဒီရွမ်တောင်းတကိုယူထားလိုက်ပါဒါကငါတို့မိသားစုရဲ့လူတစ်တောင်းထဲကအထူးရွေးချယ်ထားသူဆိုတဲ့အတိတ်ပဲပါအတော်ဒါအရန်တံမိုးကြည့်လို့ပါတယ်မင်းကငါတို့မိသားစုရဲ့အနာဂတ်ကျွေးမော်လေးဖြစ်နေလို့ပေါ့ငါတို့ဟင်းကောင်းတွေအရာကြီးချက်ပြုတ်ပြင်ဆင်ထားပြီးပြီအချစ်ရှိရဲ့အရာအလုံးပြဿနာမဟုတ်ဘူးလို့ထင်ခဲ့မိတယ်